ရာဒီပုံမှန်မလာတဲ့မိန်းကလေးတွေရှိလားရှိတယ်ဆိုရင်ဒီဆေးလေးတစ်ခုကိုနော်ဝယ်တော့လိုက်ရုံပဲဒီ software မှာနော်ရာဒီလာမမှန်ဘူးရာဒီလာတာအဖြူတွေပါတာများလို့ရှိရင်ဒီဆေးလေးကိုဒီ software မှာဝယ်တော့လိုက်ရုံနဲ့တစ်သက်လုံးဝင်ပြန်စားလို့ရတယ်ကျွန်တော်ကတော့ဒီ software မှာလည်းအရင်တော့ကခါနာတဲ့ဆေးတို့ဝက်ချန်ဆေးတို့ကျွန်တော်ဝင်ပြီးတော့ဝယ်တော့လိုက်လို့တစ်သက်လုံးဝင်ကျွန်တော်ပြန်စားလို့ရတော့ဗောနော်အခုကျွန်တော်ဒီနေ့တရက်ထက်နဲ့ဘယ်လောက်ရတယ်နော်ဒီနေ့ကတော့3လပဲ10ရက်နေ့2025ဗောနော်တရက်ထက်နဲ့ကျွန်တော်ဘတ်ငွေဘယ်နှထောင်လဲဆိုတာကိုဒီဗီဒီယိုတစ်ပုဒ်ကိုအစနဲ့အဆုံးထိကြည့်တော့ပြပါမနေ့ပိုင်းကျွန်တော်ဘယ်လောက်ရလဲညနေပိုင်းကျွန်တော်ဘယ်လောက်ရလဲဆိုတာကိုမိတ်ဆွေတို့ကိုအခုပြပေးမှာဖြစ်ပါတယ်နော်โอเคလာကြည့်မယ်နော်ဒီ software နော်တွေ့လားနော်ဒီမှာမနေ့ပိုင်းနော်မနေ့ပိုင်းဆိုရင်ကျွန်တော်ဝင်ဘယ်လောက်ရလဲနော်810ဘတ်နော်2025 3လပိုင်း10ရက်နေ့နော်ဒါမနေ့ပိုင်းတော့800ကျော်နော်ကဲညနေပိုင်းမှာဘတ်ငွေဘယ်နှထောင်ရလဲဆိုတာကိုတစ်ချက်လောက်ပို့ပေးမယ်နော်โอ้တွေ့လားနော်ဘတ်ငွေ2310ပေါ့နော်2025 3လပဲ10ရက်နေ့နော်တရက်ထက်နဲ့ဘတ်ငွေ2000ကျော်နော်မြန်မာငွေနဲ့ဆိုရင်နော်3သိန်းလောက်ရတယ်ပေါ့နော်မြန်မာငွေနဲ့တွက်မယ်ဆိုရင်3သိန်းလောက်ရတယ်ပေါ့နော်ဒီလိုမျိုးရတယ်နော်ဒီမှာဆိုရင်10ရက်စာကို12000ရပြီနော်ဒါကတော့တရက်စာကိုဘတ်ငွေ2000ကျော်နော်ကျွန်တော်လိုမျိုးရချင်လားရချင်တယ်ဆိုရင်နော်ဒီ software လေးကို down ပါ software လေး down ပြီးတော့လုံးမတတ်ဘူး passport မရှိဘူးဗန်မရှိဘူးလုံးလုံးရလားရတယ်နော်အရင်ဆုံးလာပြီးတော့စူးစမ်းချင်စိတ်တစ်ခုရှိဖို့ပဲလိုတယ်ကျွန်တော်လည်းအရင်တော့ကဒီ software မှာပစ္စည်းလေးခါနာတဲ့ပစ္စည်းတို့နော်ဦးတန်းဆေးတို့နော်ဝက်ချန်ဆေးတို့ကျွန်တော်သွားပြီးတော့ဝင်တောက်လိုက်တာနော်ဒီ software မှာကျွန်တော်ကတစ်သက်လုံးဝင်ပြန်စားလို့ရတဲ့အခွင့်အလမ်းကိုကျွန်တော်ရတော့တဲ့ကြောင့်ကိုဒီနေ့တရက်ထက်နဲ့ဘယ်လောက်ရလဲ3လပဲ10ရက်နဲ့နော်တရက်ထက်နဲ့ဘတ်ငွေ2000ကျော်ပေါ့နော်မနေ့ပိုင်းကတော့ဘယ်လောက်လဲမနေ့ပိုင်းကတော့800ကျော်နော်ညနေပိုင်းကဘယ်လောက်ရလဲ2000ကျော်တရက်ထက်နဲ့ဘတ်ငွေ2000ကျော်ဆိုတော့မြန်မာငွေနဲ့ဆိုရင်တရက်ကိုကျွန်တော်3သိန်းနီးပါးစားလို့ရတယ်နော်တရက်ကို3သိန်းနော်ကျွန်တော်ဝင်တော့ကဒီ software မှာဘတ်ငွေ6000ကျော်ပဲကျွန်တော်ဝင်ပြီးတော့ပစ္စည်းဝယ်တာတစ်သက်လုံးဝင်ပြန်စားလို့ရတဲ့အခွင့်အလမ်းကိုရတာကျွန်တော်အရန်မှကန်ကောင်းတော့ဗောနော်အခုကြည့်နေတဲ့မိတ်ဆွေတို့နော်ကျွန်တော်တို့မျိုးကန်ကောင်းချက်တယ်ဆိုရင် software လေး down ပြီးတော့လုံးမတတ်ဘူးနားမလည်ဘူးလာမင်းဒီရက်လာမင်းအားမနာနဲ့ဗောနော်လူမျိုးဘာသာမခွဲခြားဗောနော်โอเคကျွန်တော်လိုမျိုးရချင်တဲ့တရက်ကိုဘတ်ငွေ2000ကျော်ရချင်တယ်ဆိုရင်ဒီဗီဒီယိုတစ်ပုဒ်ကိုအများအတွက်ကြိုးစီမယ်ဆိုရင် call like ကိုချဲပေးပါလုံးမတတ်ဘူးနားမလည်ဘူးဆိုရင်ကျွန်တော် TikTok profile အောက်မှာ Facebook လေးချထားတယ်ရဲလာမေးပါနော်โอเคကျွန်တော်အဲ့လောက်ပြောချင်တယ်ဒီနေ့ကတော့ကျွန်တော်ဘတ်ငွေ3000ကျော်မြန်မာငွေနဲ့ဆိုရင်3သိန်းရပြီကျွန်တော်လိုမျိုးရချင်တယ်ဆိုရင်မြန်လာပြီးတော့သင်ယူ join ကြစို့နော်